လူသားဖြစ်ပြီဆိုလို့ရှိရင်ပေါ့နော်သူကငယ်အားနေကြီးတာဆိုတော့လေသူငယ်စဉ်မှာဖြစ်ခဲ့တဲ့အတွေ့အကြုံတွေပေါ်မှာသူတို့ကအမြဲတမ်းလို့ story ခင်းတတ်တယ်နာကြီးတတ်တယ်နာကျင်တတ်တယ်ဘာလို့ဆိုကလေးဆိုတာလိုချင်တာပဲသိတာ哦အဲ့ဒီအချိန်မှာသူတို့ရဲ့စိတ်ဓာတ်ရလေးတွေက panic အနေနဲ့ကပ်ပြီးပါလာတတ်တာပေါ့နော်ကြောက်စရာတို့ဘာတို့အကုန်လုံးပေါ့နော်ပြီးရင်သူတို့ထွင်ထားတဲ့ story အရာသူတို့ရဲ့ခံစားချက်တွေပြင်းပြလာတာပေါ့နော်အဲ့ဒါလေးတွေကအဲ့ဒီအချိန်မှာတည်းကဖြည့်ရှင်းခွင့်မရခဲ့ဘူးသူတို့အမြဲတမ်းလို့သိမ်းခဲ့တဲ့အတွက်ကြောင့်မလို့ကြီးလာတဲ့အထိသူတို့ပါလာတတ်တယ်ကြီးလာလို့ဒါတွေဘေးပြောက်သွားမယ်လို့ထင်ရပြီမဲ့လေဘလို့ပဲဖြစ်ဖြစ်ဒီ story တွေကအတွင်းထဲမှာကြံနေတယ် body reaction တွေကြံနေတယ်အဲ့ဒါကို trauma လို့ခေါ်တာအမှန်တော့တကယ်တမ်းကျတော့ခံစားပြီးလို့ရှိရင် reaction ဆိုတာ body မှာသွားဖြစ်တတ်တယ်အဲ့ဒါကို childhood trauma လို့ခေါ်တယ်အဲ့တော့ကြီးလာတဲ့ခါကျလို့ရှိရင်တကယ်လို့ကိုကအသက်30ပဲရောက်တခုခုကိုဝုန်းနေဆိုပြီးတော့ကိုကပြန်လေဖြည့်ရှင်းနေတာတွေကငယ်စဉ်တုန်းက9နှစ်တုန်းကလား6နှစ်တုန်းကလားပါလာတဲ့အရာလေးကိုပြန်ပြီးကိုကကိုပြန်ပြီးတုံ့ပြန်နေကြပါတော့เนาะဒါကြောင့်မလို့တခါလေးကြလို့ရှိရင်ကြီးတာကြီးပင်လာတဲ့ကလေးရဲ့ဒဏ်ရာလေးတွေကကြီးတဲ့အထိဆွဲယူပြီးတော့အတုံးချနေတာအတုံးပြုခြင်းခံနေရတယ်အများကြီးရှိတယ်ဒါကြောင့်မလို့သူက childhood trauma ဆိုတော့ခေါ်ဆိုကြတာပေါ့နော်တကယ်တမ်းကျတော့လူတွေက memory ရှိတယ်ငယ်စဉ်ကဖြစ်တဲ့ဟာတွေက memory ကနေကြီးတဲ့အထိသဲဆောင်လာတာရှိတယ်ပေါ့နော်ရတယ်အဲ့ဒါတွေကိုဘယ်လိုဖြည့်ဆည်းရလဲဆိုလို့ရှိရင်တော့ဘယ်လိုကုသရလဲဆိုလို့ရှိရင်တော့လူသားတိုင်းမှာရှိတယ် childhood trauma ငယ်စဉ်က story ကကြီးတဲ့အထိပါလာတတ်တယ်ဘာလို့ဆိုတော့ကိုကငယ်အားကြီးတာအောင်နော်အဲ့တော့အဲ့ဒါလေးတွေကိုကအတိမတ်ပြရတယ်နော်ဟိုတခုခုမှားယွင်းနေတယ်လို့မတွေးဘဲနဲ့ပေါ့နော်ဟိုဒါလေးကငယ်တုန်းကဟာလေးကဒီမှာပြန်ထိခိုက်ပါလားဆိုတာလေးကိုပြန်လဲသုံးသပ်ပြီးတော့မှကိုအတိမတ်ပြုနော်ကိုပြန်လဲပြီးတော့တွားရောက်လေပတ်ရင်းနဲ့မှတဖြည်းဖြည်းနဲ့ childhood trauma ကိုကုစားလို့ရတယ်ဒါနီလန်းလေးတွေရှိတယ်ပေါ့နော်ဒါကြောင့်မလို့ childhood trauma နဲ့ပတ်သက်လို့တကယ်တမ်းဆိုလို့ရှိရင်အတိတ်မှာထားနိုင်တဲ့အဆင့်အထိပေါ့နော်ဟိုကုသပေးနိုင်တဲ့ဆရာသမားတွေနဲ့တွေ့တယ်ဆိုလို့ရှိရင်တော့ဒီ childhood trauma ပျောက်ကင်းနိုင်ပါတယ်တချို့ကျတော့လေငယ်စဉ်တော့အရင်ကြမ်းတမ်းခဲ့တဲ့အတွက်ကြောင့်မလို့သူရဲ့ childhood trauma ကျန်တဲ့ကလေးတွေကြီးပြင်းလာပုံနဲ့မတူပြင်းထန်တာရှိတယ်နည်းနည်းလျော့ပါတာရှိတယ်ဆိုတော့ trauma ကတော့လူတိုင်းမှာရှိတယ်ဒါကြောင့်မလို့ childhood trauma ဆိုတာလေးကရှိတယ်ကုသလို့လည်းရတယ်ဆိုတာပေါ့နော်